ရတနာကြိုဆိုပါရှင်မေမေအခုပြပေးမယ်ပန်းအိုးလေးတွေကတော့ရတနာမညိုးပန်းလေးတွေပါဒီအပွားဆိုရင်မွေးပလက်အစ်စ်လေးနဲ့လှုပ်ပေးထားပါတယ်ပြီးတော့စလင်းရွှေမြင့်ရွှေလာငွေလာကြောက်လေးရဲ့အနီအစိမ်းလေးကတော့ဆေးသွင်းကြောက်လေးနဲ့လှုပ်ပေးထားပါတယ်ရှင်မမေတို့ရဲ့ဆိုင်မှာပန်းအိုးလေးတွေရှိသလိုပန်းခိုင်လေးတွေလည်းအစုံရပါတယ်နော်ဒါလေးဆိုရင်စလင်းရွှေမြင့်ရွှေလာငွေလာကြောက်လေးနဲ့လှုပ်ပေးထားတဲ့ပန်းခိုင်လေးတွေပါဒါလေးတွေကတော့ပန်းအိုးလေးတွေပါရှင်ပန်းခိုင်နေဆိုရင်ဒီဇိုင်းအမျိုးပေါင်း50ကျော်လုပ်ပေးရှိပါတယ်ပေါ့နော်ဒီဇိုင်းအမျိုးပေါင်း50ကျော်ရှိပါတယ်မမေပဲအစုံတင်ပေးထားပါတယ်ဝင်ကြည့်လို့ရပါတယ်ရှင်မမေတို့ရဲ့ဆိုင်ကတော့ရန်ကုန်မှာရှိပါတယ်เนาะဖုန်းနံပါတ်3994135398ဆက်သွယ်ပြီးတော့လိပ်စာလေးမေးမြန်းနိုင်ပါတယ်ပန်းခိုင်လေးတွေကိုအိုးနဲ့တခါတည်းထိုးပေးဆိုရင်လည်းမမေတို့ထိုးပေးပါတယ်ပန်းအခိုင်တီးတန်အိုးရှိပြီးသားဆိုရင်လည်းအခိုင်တင်းတန်မာယူချင်တယ်ဆိုရင်လည်းရပါတယ်ရှင်ဒီဇိုင်းမျိုးစုံပုံစံမျိုးစုံအိုးအကြီးအိုးသေးအိုးအလတ်မျိုးစုံရရှိနိုင်ပါတယ်เนาะလက်ဆောင်ပေးဖို့ဖျားလူဖို့ဆိုလို့ရှိရင်ဖူးပွင့်ရတနာမညိုးပန်းလေးတွေကိုတတိယပေးပါရှင့်ဒါလေးဆိုလည်းမျိုးစုံရှိပါတယ်အိုးလေးတွေနဲ့လှုပ်ပေးထားတာလေးတွေရောပန်းခိုင်လေးတီးတန့်လေးအစုံရှိပါတယ်เนาะကြီးပန်းအိုးလေးတွေနဲ့ဆိုရင်လည်းကြီးပန်းအိုးအထူသားရှယ်လေးတွေကိုပဲသုံးပေးထားပါတယ်ရောင်စုံရရှိနိုင်ပါတယ်ပန်းခိုင်လေးဆိုရင်လည်းဒီဇိုင်းပေါင်း50ကျော်လုပ်ပေးထားလို့ရောင်စုံစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်